はい、皆さんおはようございます。ゆきおです。はい、皆さんဒီနေ့ကတော့စားတောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့လာမန်အလုပ်ခေါ်စာလေးမှာအင်တာဗျူးလာဖြေကြတဲ့ညီမငယ်လေးတွေရဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်။ဒီညီမလေးတွေကဆိုလို့ရှိရင်အင်တာဗျူးဖြေဖို့အတွက်ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲဘယ်လောက်တောင်ပြင်ဆင်ခဲ့ရလဲဆိုတာကိုအမေးဖြေကဏ္ဍလေးနဲ့မေးမြန်းထားတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ Sakura Sisters Japanese Language Center မှာပေါ့နော် interview လေးတစ်ခုလုပ်ဖြစ်တယ်။အဲ့ညီမငယ်တွေကမှညီမငယ်တူဖြစ်တဲ့ညီမလေးကို interview လေးလုပ်ထားပါတယ်ပေါ့နော်။အဓိကတော့ဂျပန်ဘက်က direct interview ဘယ်လိုတွေဖြေဆိုခဲ့လဲဆိုတာကိုဝေမျှခြင်းတဲ့ knowledge video လေးဖြစ်ပါတယ်ခင်ဗျ။မင်္ဂလာပါညာလေးမင်္ဂလာပါဟုတ်ကဲ့အဲ့ညီမလေးအနေနဲ့ပေါ့နော်မိမိရဲ့ဒီနာမည်တွေမိမိအသက်ပြီးတော့ကိုလက်ရှိ JLPT level ပဲထိပြီးထားလေဒီနေ့လာဖြေလိုက်တဲ့ကုမ္ပဏီအမျိုးအစားလေးကကြတော့ဘယ်လိုကုမ္ပဏီမျိုးစားလေးကိုဖြေလိုက်လဲဆိုတာတစ်ချက်လေးမိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကဲ့ရှင်မင်္ဂလာပါညီမနာမည်ကတော့ရမုံဝင်းလိုက်ပါအသက်ကတော့28နှစ်ရှိပါပြီ JLPT N3 level အောင်ထားပြီးတော့ဒီနေ့ Ramen ဆိုင်တစ်ဆိုင်အတွက်စားတောက်ဆိုင်အင်တာဗျူးလေးလာဖြေတာပါရှင်ဟုတ်ကဲ့ညီမလေးကျေးဇူးပါအဲ့တော့ညီမလေးဒီနေ့ interview မဖြေခင်အချိန်ထိကိုပေါ့နော်ဘယ်လိုတွေကိုဘယ်လောက်ကြာလေးပြင်ဆင်ခဲ့ရတာမျိုးလေးရှိတယ်မသိဘူးခင်ဗျဒီနေ့အင်တာဗျူးဖြေဖို့အတွက်ညီမလေးတစ်လခွဲလောက်အချိန်ယူပြီးတော့ဖြေခဲ့ရတယ်ပေါ့နော်ပထမတစ်ခါလာဖြေဘူးတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်အတွက်အပြုံးလိုတယ်တော့ဒီချာချောရှိကအဲ့လိုပြောခံရတယ်ဒါကြောင့်မလို့ပို့ပြီးတော့လေ့ကျင့်ခဲ့တယ်ပေါ့နော်ပြီးတော့စကားပြောပိုင်းပေါ့နော်မပြောနိုင်တိတ်ပြီးတော့မပြောနိုင်သေးဘူးလို့ကိုထင်တယ်ဒါကြောင့်မလို့စကားပြောလဲပို့ပြီးတော့လေ့ကျင့်ခဲ့ရတယ်အချိန်ကတော့တစ်လခွဲလောက်ကြာသွားတယ်နော်လောက်ကြာတယ်ဟုတ်ကဲ့အဲ့ညီမလေးဒီ interview ဒီနေ့မဖြေခင်အချိန်ထိကိုညီမလေးအတွက်ကအခက်ခဲဆုံးဘာတွေဖြစ်မယ်လို့ထင်တယ်ဒီနေ့အင်တာဗျူးတကယ်တော့ညီမကနေပြည်တော်မှာနေခဲ့တာဆိုတော့လေဒီအင်တာဗျူးကရန်ကုန်မှာရှိတယ်ဆိုတော့ကိုလာရတာအရန်ဝေးတယ်ပြီးရင်သူရဲ့အင်တာဗျူးကလက်ရှင်လာရမယ်ဆိုသိရရှင်ကိုကအလောက်ကလေးတစ်ဖက်ဆိုအရန်ခက်ခဲတယ်ပေါ့နော်ငါသွားနိုင်ပါမလားပေါ့အဆင်ပြေပါမလားပေါ့အဲ့လိုစိုးရိမ်စိတ်တွေအရန်ရှိခဲ့ပါတယ်ပြီးအဲ့ဒါပြီးအားကြောင့်မလို့အလုပ်ထွက်တဲ့အချိန်တွင်လာတဲ့အခါဆိုညကားနဲ့စီးပြီးလာရတာအောင်ရှိရပထမတစ်ခေါက်ဆိုရင်ပေါ့နော်အခုတော့အဆင်ပြေသွားပါပြီရန်ကုန်ရောက်နေပြီဆိုတော့ဟုတ်ကဲ့အဲ့တော့အကိုတို့အခုလောလောဆယ်မှာကျတော့ဘာကိစ္စရှိတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့ထဲမှာလည်းဒါဂျပန်စာကိုအခုမှစပြီးတော့လစ်လာတဲ့လူတွေလည်းပါတယ်ပြီးသွားတဲ့အချိန်ကျရင်လုံးဝပေါ့နော်အခုမှလစ်လာရင်ကောင်းမလားဆိုပြီးတွေးနေတဲ့လူတွေရှိတယ်ဂျပန်စာသင်တဲ့လူတွေကတော့ဒါအားလုံးသိတဲ့အတိုင်းပဲဂျပန်ကိုတကယ်သွားကျင်တယ်ဒီဘဝတစ်ခုစပြီးတော့သူတို့အေးစစ်စစ်ဖြစ်ချင်ကြတဲ့လူတွေကြီးပဲရှိတယ်အဲ့တော့ဒီလိုလူတွေကိုညီမလေးအနေနဲ့ဘယ်လို message မျိုးတွေပေးချင်လဲပေါ့။ဘာကြောင့်လဲဆိုတော့ညီမလေးဆိုလည်းခုနပြောတယ်လေ။ကိုကရန်ကုန်နေကမဟုတ်ဘူး။အခုမှအခက်အခဲတွေအများကြီးရှိတယ်။ interview ဆိုတာလည်းအခုလိုမျိုးတေချာလေးစီစဉ်ပေးတဲ့နေရာကိုလာဖြေမှ line ကောင်းတာမကောင်းတာအများကြီး challenge တွေအများကြီးရှိရဆိုတော့ဒီကြည့်ရှုနေတဲ့လူတွေကိုဘယ်လိုများစကားလေးများအမှားကြားချင်တယ်ပေါ့နော်။ဟုတ်စပြီးတော့လေ့လာမယ်ဆိုတော့ပို့ပြီးတော့ဒီဇိုင်းမတ်ပေါ့နော်လုပ်ခဲ့မယ်တခါကျရင်ငါရန်ခတ်တယ်ပေါ့စပြီးတော့မသိခင်တော့ N5 သူလူတိုင်းဂျပန်စာတက်နေကြရတယ်လို့ထင်တယ်ဒါကြောင့်မလို့လွယ်မှာပဲဂျပန်စာပေါ့နော်လူတိုင်းလည်းလုံနေကြရပဲလို့ထင်ကြရပေါ့နော်ဒါပေမဲ့စပြီးလေ့လာကြည့်တကယ် N5 တက်ပြီးလေ့လာကြည့်10 ခန်းလောက်ရပြီးရင်တချို့ကကြာလက်လျှော့သွားကြတယ်မလုံနိုင်ကြတော့ဘူးပေါ့အဲ့လိုရှိတယ်ညီမလေးကိုတငယ်ချင်းတွေဆိုလည်းအဲ့လိုမျိုးရှိရပေါ့အဲကျရင်အဲ့လိုမလုံစေခြင်းကိုဒီဇိုင်းမတ်ပုံမှန်လေးပဲလေ့လာခင်းစီခြင်းတယ်အဲကြလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေလာမယ်လို့လည်းထင်တယ်ညီမလေးကိုယ်တိုင်လည်းအဲ့လိုမျိုးလက်လျှော့10 ခန်းလောက်ရောက်တဲ့အချိန်မှာလက်လျှော့ကျင်လာတယ်လို့ရှိရလေဒါပေမဲ့ဆက်ပြီးတော့နေ့တိုင်းပဲဒီဇိုင်းမတ်လေးပဲဆက်ပြီးတော့လှုပ်သွားတာနဲ့အဆင်ပြေသွားပါတယ်အဲ့လို N3 ထိလည်းဒီလိုကိုဒီဇိုင်းမတ်လေးပဲနေ့တိုင်းနေ့စဉ်တော့မပြတ်စားလုပ်ခဲ့ရမယ်ပေါ့နော်ဒါလေးတော့လုပ်စီစားတော့ပုံမှန်လုပ်စီချင်ပါတယ်ဟုတ်ကဲ့အဲ့အဆင်ပြေသွားမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အခုလိုတေချာလေးဒါဖြေချပေးတယ်ပြီးတော့ကြည့်ရှုနေတဲ့လူတွေလည်းဒီထဲကနေပေါ့နော်ယူတက်မယ်ဆိုရင်ရစရာသင်ခန်းစာတွေအများကြီးရှိတယ်ဒီကတော့စိတ်ရှည်ရမယ်ခုနပြောလို့ကိုတဏှာရမှာလုံးဝမဖြတ်နိုင်တော့ဘူးလို့မဖြတ်ကျော်နိုင်တော့ဘူးလို့ဆိုတဲ့အခိုက်အတန့်တွေကကျောင်းသူကျောင်းသားတိုင်းမှာရှိတတ်တယ်။ဒါပေမဲ့ကိုတကယ်တမ်းဂျပန်ရောက်ချင်တဲ့ဆန္ဒပြင်းပြတယ်ဆိုရင်တော့အခုဒီညီမလေးရမုံဝင်းနိုင်လို့ပဲစူးစမ်းပေးပါလို့ကျွန်တော်ကလည်းထပ်ပြီးတော့ motivation ပေးပါတယ်ခင်ဗျ။ကျေးဇူးပါ။